မင်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးချင်တာကမိမိရဲ့ YouTube စာမျက်နှာမှာ Facebook တို့လိုပို့တင်တဲ့အခါအပုံနဲ့စာသွဲတင်လို့ရတယ်လို့မိမိရဲ့ YouTube စာမျက်နှာမှာလည်းပုံနဲ့စာသွဲတင်လို့ရတယ်ဆိုတာသင်သိပြီလားမသိသေးဘူးဆိုရင်ကျွန်တော်ဒီနေ့မျှဝေပေးသွားပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ YouTube app ကိုအရင်ဝင်လိုက်ပါမယ်ကျွန်တော်တို့ YouTube app ကိုဝင်ပြီးသွားပြီဆိုရင်အောက်နားလေးမှာ U ဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာရောက်ပြီဆိုရင်မိမိရဲ့ YouTube စာမျက်နှာကိုဝင်ထားပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပုံနဲ့စာသွဲတင်မှာဖြစ်တဲ့အတွက်ဘေးကအပေါင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကအပုံနဲ့စာတင်မှာဖြစ်တဲ့အတွက် post ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပုံရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာက Facebook တို့လိုပုံတွေအများကြီးတင်လို့မရပါဘူးသူက9ပုံအထိပဲတင်လို့ရပါတယ်ကျွန်တော်တို့ပုံရွေးမှာဖြစ်တဲ့အတွက်ဒီအောက်ကဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာမိမိတင်ချင်တဲ့ပုံကို9ပုံရွေးပေးရမှာဖြစ်ပါတယ်ဒီလို9ပုံရွေးပြီးသွားပြီဆိုရင် next ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာခဏလေးတော့စောင့်ပေးပါဒီနေရာမှာဒီလို9ပုံလုံးအကုန်ပေါ်ပြီဆိုရင်ဒီအပေါ်နားလေးမှာက write a message ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာပုံနဲ့ပတ်သက်တဲ့စာတွေကျွန်တော်တို့ရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့စာတွေရေးပြီးသွားပြီဆိုရင်အပေါ်နားလေးမှာ post ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ post ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်နေရာကိုတွားကြည့်ရမှာလဲဆိုတာကျွန်တော်ရဲ့မိမိရဲ့ YouTube စာမျက်နှာကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်မိမိရဲ့ဒီအပေါ်ကစာမျက်နှာကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီဘေးနားလေးက post ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဆွမ်းနာကျွန်တော်ဒီမှာတင်ထားတဲ့ငါပုတ်ဒီမှာရောက်လာပါပြီဒီမှာရပါပြီအားလုံးအဆင်ပြေကြပါစေ